Slow game ဆိုတဲ့အရာကိုလူတွေဘာလို့ဆွဲလန်းနေကြပါလဲပတ်စံရလို့လားမှန်ကောင်းလည်းမှန်ပါတယ်နော်ပတ်စံရတယ်လကားရတာ哦ဒါပေမဲ့အဲ့တခုတည်းတော့မဟုတ်ဘူးဗျခင်ဗျားတို့တတိထားမိဘူးလားမသိဘူးလူတော်တော်များများနင်းနေပဲကစားမယ်ဆိုပြီးတော့စကြတယ်1000လောက်စထဲကြတယ်ရှုံးသွားတယ်9000လောက်ထဲကြတယ်ရှုံးသွားတယ်ဒါပေမဲ့အဲ့လိုက်မှာအဲ့လောက်နဲ့မရက်လိုက်ပဲနဲ့နောက်တဲ့ဆက်စော့နေလူအများစုရှိပြန်ရအောင်ကျွန်တော်တို့ထက်ကဆော့မယ်ကျွန်တော်ကုန်သွားတဲ့ပတ်စံတွေကိုပြန်ရအောင်ထက်ကဆော့တယ်အောင်နော်စိတ်ဝင်စားဖို့ကောင်းတာလူတွေကအနိုင်ရလို့ဆက်စော့နေရမဟုတ်ပဲနဲ့နိုင်ငံနီးအချိန်လေးကိုလိုချင်လို့ဆက်စော့နေကြအဲ့တော့လူတွေရဲ့အုံနောက်က almost ဖြစ်သွားတဲ့အချိန်နိုင်ငံနီးအချိန်တွေဆိုတော့အမြဲတမ်းမှတ်ထားတယ်အားကြောင့်ပဲအဲ့ဒီ feeling ကိုခဏလိုချင်လို့သူတို့ကအမြဲတမ်းဆက်စော့နေတာအဲ့တော့နောက်တစ်ခါတော့ရနိုင်လောက်ပါမယ်နောက်တစ်ခါတော့ရတော့မှာပါဒီတစ်ခါတော့ကျွဲခွေပြီကွာဒါမျိုးတွေကျွန်တော်တို့ကြားဘူးလိမ့်မယ်အဲ့တော့ဒီစနစ်တွေကကျွန်တော်တို့ရဲ့လူစိတ်အခြေအနေပေါ်မှာအခြေခံပြီးတော့တိဆောက်တာအဲ့တော့ Facebook မှာကျွန်တော်တို့နိုင်ရတဲ့သူတွေရဲ့ post တွေကိုဒီ agent တွေကတင်တာတွေ့လိုက်မယ်9သိန်းနိုင်နဲ့10သိန်းနိုင်နဲ့30နိုင်နဲ့သိန်း100နိုင်နဲ့ဒါပေမဲ့ရှုံးသွားတဲ့လူတွေရဲ့ post တင်တာကျွန်တော်တို့မတွေ့ရဘူးဒါကြောင့်လဲလူတွေကအနိုင်ရတဲ့သူတွေကိုမြင်ပြီးနိုင်ဖို့ကိုပဲမြင်ပြီးရှုံးဖို့သူတို့ကအန်ရရှိတဲ့အရာမမြင်တော့ဘူးတကယ်တော့ slow game ဆိုတာကျွန်တော်တို့ပတ်စံတစ်ခုတည်းကျွန်တော်တို့ဆုံးရှုံးသွားတာမဟုတ်ဘူးကျွန်တော်တို့ရဲ့မျောလင်းချက်တွေကျွန်တော်တို့ရဲ့အနာဂတ်တွေပါဆုံးရှုံးသွားဒီတစ်ခါကန်ကောင်းနိုင်တယ်ဒီတစ်ခါပြန်ရနိုင်တယ်ဒီတစ်ခါဆိုရဲစကလုံးလေးနဲ့လူအများစုကိုဆက်ပြီးတော့ဒီအောင်မှာလက်လှည့်ခိုင်းနေကြဒါကိုကျွန်တော်တို့အနေနဲ့ဘာလုပ်တင်တယ်ကျွန်တော်တို့ကိုကျွန်တော်တို့ပြန်စဉ်းစားရမှာပေါ့နော်အဲ့တော့ပတ်စံအတွက်စော့နေရတာဒါမှမဟုတ်စိတ်ဖိစီးမှုတွေကြောက်ဖို့စော့နေရတာဒီမိကုန်းတော့ကျွန်တော်တို့မေးတင်တယ်အဲ့ဘာလို့လဲဆိုတော့လူတွေကတစ်ခါလေစင်တော့လေးကိုမကစားကြဘူးကြအောင်ဒါပေမဲ့လူကမျောလင်းချက်အနေနဲ့ထားပြီးတော့မှဒီဂိမ်းထဲကိုရောက်သွားမယ်ဒီဂိမ်းထဲမှာအများနဲ့နစ်မွန်းနေမယ်ပေါ့နော်ကျွန်တော်တို့တစ်ခါလှည့်နေတာစပင်ဝီးစလော့ဝီးမဟုတ်ပေမဲ့ကျွန်တော်တို့နောက်တစ်ခါကျရင်တော့ပေါက်တော့မှာပဲနောက်တစ်ခါကျရင်တော့ကျွဲခွေးတော့မှာပဲနောက်တစ်ခါကျရင်တော့ဂျပန်နဲ့တိုးတော့မှာပဲဆိုရယ်မျောလင်းချက်တွေကျွန်တော်တို့ကလှည့်နေကြဒါလည်းလူတွေများစော့နေကြတယ်ဂိမ်းနဲ့ပတ်သက်တဲ့အကြောင်းနော်ခင်ဗျားတို့ကဘယ်လိုအကြောင်းအရာတွေနဲ့စော့နေကြတယ်စလော့ဂိမ်းနဲ့စော့ပြီးရရှမ်းလာတဲ့သူတွေရှိတာဘဝပြတ်သားတဲ့သူတွေတော်တော်များတော့ဘယ်တော့ကြားဘူးလိမ့်မယ်နော်အပြင်မှာတော့ကျွန်တော်တို့တော်တော်များမြင်မှုတယ်ကိုတက်တည်သွားတဲ့သူတွေတော့ရှိကြပါတယ်အဲ့တော့ဒါကတော့ထားပါတော့နော်စလော့ဂိမ်းရဲ့အကြောင်းတွေကတော့ဒီလိုပေါ့ခင်ဗျားတို့ရဲ့စိတ်ပညာကိုအခြေခံလာပြီးတော့ခင်ဗျားတို့ဒီကနေမ trash ရှင်အောင်မစွန့်လို့ရှင်အောင်လုပ်ထားတဲ့ game တစ်ခုဆိုတော့ကျွန်တော်ပြောပြရပါတော့နောက်မြန်မာဒီစလော့နဲ့ပတ်သက်ပြီးတော့ဘဝပြတ်သွားတဲ့သူတွေအကြောင်းကျွန်တော်လေ့လာရတဲ့လောက်လေးကျွန်တော်ရှင်းပြစီပါတယ်ဒီနေ့တော့ကတော့ဒီလောက်ပါပဲအားလုံးကျေးဇူးအများကြီးတင်ပါတယ်